ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Hashing Morphing ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့အပတ်တွေတုန်းကခီးသွားနေပြီးတော့နေမကောင်းဖြစ်သွားတဲ့အတွက်ဗီဒီယိုတွေမတင်လိုက်မိလို့အရင်ဆုံး sorry ပါလို့ပြောလိုပါတယ်ဒီနေ့ကတော့ Super Sentai တွေ Power Ranger တွေအကြောင်း Character တွေအကြောင်း Best of Fight တွေအကြောင်းပြောပြသွားမှာမဟုတ်ပါဘူးခေါင်းစဉ်အတိုင်းပဲတင်ကျင်ရတဲ့မောင်ဖခင်ဆိုတဲ့အတိုင်းဒီနေ့မှာကကျွန်တော်တင်မဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တခြားအလားပါတလားပါတွေကိုပြောပြသွားမှာဖြစ်ပါတယ်brother တို့ကျွန်တော်တို့သိခဲ့တဲ့အတိုင်းပဲ Super Sentai စီကနေ Power Ranger က adaptation ယူပြီးတော့ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အများစုမှာမူရင်းဖြစ်တဲ့ Super Sentai ကပိုကောင်းလေးရှိပါတယ်။ဒါပေမဲ့လည်းတချို့နေရာတွေမှာတချို့အခန်းတွေမှာတော့ Power Ranger ကပိုသားတယ်ဆိုတာညင်လို့မရပါဘူး။တချို့နေရာတွေမှာ Ranger တွေဘက်ကအစပြုရိုက်ကူးခဲ့တဲ့ဟာတွေတောင်ရှိပါတယ်။ဆိုတော့သူ့ဟာနဲ့သူကောင်းတယ်ပေါ့ဗျာ။ကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောပြဖို့ခဲ့တယ်လို့ပဲ Sentai က Zealand နဲ့ Nashine ကိုကိုစားပြုပြီးတော့ Ranger ကတော့ Global Impact နဲ့ Nostalgia ကိုကိုစားပြုပါတယ်။ဒီနေ့ထိကျွန်တော်တင်ဆက်လာခဲ့တာတွေကိုမငြီးမညူနဲ့ကြည့်ရှုအားပေးလာကြတဲ့ညီကိုမောင်နှမတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးကြောင့်ပဲကျွန်တော်ကဗီဒီယိုတွေကိုဆက်ပြီးတင်နိုင်ခဲ့တာပါကောမန့်တွေကညီကိုတို့တောင်းဆိုကြတဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်အလှည့်ကျစိတ်ပါရင်ပါတယ်လို့တင်ဆက်ပေးဖို့အတွက်ကြိုးစားပေးပါမယ်တချို့ကလာမေးကြပါတယ် recap ဗီဒီယိုတွေမလုပ်ဘူးလားcamera writer အကြောင်းတွေမပြောဘူးလားတို့အဲ့လိုမျိုးကြီးလာမေးကြတယ်အဲ့ဒါကိုကျွန်တော်ဖြေရမယ်ဆိုရင်တော့ recap အနေနဲ့ဆိုရင်တော့ဟုတ်ကဲ့ကျွန်တော်မလုပ်ဖြစ်သေးပါဘူးဒီဘက်မှာလည်းကျွန်တော်အလုပ်တစ်ဖက်အကြောင်းတစ်ဖက်နဲ့ဖြစ်နေတဲ့အတွက်ဒီဟာလေးကိုပဲအားရင်အားတယ်လို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင် camera writer ကတော့ camera writer ကလည်းကျွန်တော်ကြည့်ဘူးတာက10ကားတောင်မပြည့်ဘူးဆိုတော့သူတို့အကြောင်းကိုသေချာမသိရတဲ့အတွက်ကျွန်တော်ကဆက်ပြီးတော့ပြောပြသွားမှာမဟုတ်ပါဘူး။ဒါဆိုဘာရေးဆက်တင်သွားမှာလဲဆိုရင်တော့ကျွန်တော်အတွက်ငငယ်ကလေးကနေအခုထိသဘောကျခဲ့တဲ့ character တွေ super hero တွေ villain တွေအကြောင်းကိုဦးစားပေးပြောပြသွားမှာပါ။ပြီးတော့စကားအနေနဲ့ဆိုရင်တော့ကျွန်တော်တခါတင်ဆက်ခဲ့ဘူးတဲ့အကြိုက်ဆုံး series တွေလေအဲ့ထဲကနေမှတကားချင်းစီမှာသူ့ရဲ့ဇလန်းဆက်သွားအကြောင်းတွေသူ့ရဲ့ထူးခြားချက်တွေကျွန်တော်သဘောကျတဲ့အချက်တွေတိတ်မကြိုက်တဲ့အချက်တွေကိုပြန်ပြီးတော့တစ်ခုချင်းစီပြန်ပြောပြသွားမှာဖြစ်ပါတယ်။ဂျားရဲမှာလည်းမထင်တယ်လို့ထူးခြားချက်လေးတွေပြောပြသွားမှာပါ။ brother တို့မှတ်ထားကြတဲ့ comment တွေကအချက်လက်တွေကိုလည်းကျွန်တော်စူးစမ်းပြီးတော့လုပ်ပေးသွားပါမယ်။အခုလိုမျိုးအားလုံးဖုတ်တာတွေလည်းမထင်တယ်လို့လုပ်သွားပါမယ်။တစ်ချိန်ကျရင်လည်းအားလုံးအတူတူစုံစုံညီညီနဲ့အားလုံးဖုတ်ချင်ပါသေးတယ်။ဆိုတော့ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးသူအပေါင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်